နော်အခုဆက်လက်ပြီးတော့ကာဝက်ခုခံပိုင်ခွင့်နဲ့ပတ်သက်ပြီးတော့မိတ်ဆွေများကိုကျွန်မလူတူတာဆက်လက်ဝေးမြောက်သွားမဲ့အကြောင်းအရာတွေကတော့เนาะကင်းလွတ်ခွင့်တွေဖြစ်ပါတယ်เนาะလူတရားရဲ့ပြုမှုဆန်းချက်ဟာမှားယွင်းထိခိုက်မှုတစ်ခုခုဖြစ်ခဲ့သည့်တိုင်အောင်เนาะဥပဒေအသတ်မှတ်ထားတဲ့ကင်းလွတ်ရမယ့်အချက်တရရဲ့အထက်မှာဖြစ်သွားတာဆိုရင်အဲ့ကင်းလွတ်ရမယ့်အချက်ပေါ်မှာဖြစ်သွားတာဆိုလို့ရှိရင်အဲ့ဒီလောက်ရအတွက်အပြည့်မပေးဖို့ဥပဒေကသတ်မှတ်ထားတယ်တဲ့เนาะအဲ့ဒီကင်းလွတ်ခွင့်အခြေအနေတွေကတော့เนาะတစ်တာဝန်ရပြုလုပ်ခြင်းเนาะနှစ်เนาะတရားသူကြီးတရားရုံးရဲ့အာဏာเนาะတရားသူကြီးတူကเนาะတရားခံတရားကိုเนาะဥပဒေအရเนาะသူကဒီတရားခံဟာပြမှုကျူးလွန်တာပေါ်လွင်သည့်စစ်စစ်ပေါ်ပေါက်ချက်အရာပေါ်လွင်တဲ့အတွက်ဒါကြောင့်မို့လို့เนาะအပြစ်ဒဏ်ပေးလိုက်တာဒါเนาะသဘောရိုးနဲ့တာဝန်အရပြုလုပ်တာเนาะနံပါတ်3တရားရုံးရဲ့အာဏာနံပါတ်4သဘောရိုးနဲ့ဆောင်ရွက်သူเนาะဥပဒေအရဆောင်ရွက်ပိုင်ခွင့်ရှိတဲ့သူကသဘောရိုးစေနာမှန်နဲ့ဆောင်ရွက်ရမှာเนาะဥပဒေကိုเนาะ user လွဲခြင်းကြောင့်မဟုတ်ဘဲနဲ့အကြောင်းချက်ကို user လွဲမှခြင်းကြောင့်ပြုလုပ်မှုကလည်းပဲเนาะပြမှုမမြောက်ဘူးเนาะမှုမရဘူးเนาะဆက်လက်ပြီးတော့ရုံးအဆင့်ကိုเนาะအယူခံမှုတွေเนาะကိုမကျင်းတဲ့လုပ်ရှင်တက်လို့ရတယ်ပေါ့เนาะအဲ့တော့နောက်တစ်ခုကကြတော့ကန်ဆိုမိုးမောင်ကြလို့เนาะဖြစ်သွားတဲ့ကိစ္စရက်တွေเนาะတစ်ခုတ်သမားတယောက်ကပစိန်နဲ့အလုပ်လုပ်နေစဉ်မှာထားတဲ့တတိထားပြီးအလုပ်လုပ်ရတာနဲ့เนาะ